ဗါလဲခွေးကောက် sorry ရကောက်အမိကျော်သွားလို့ဗမိုင်းမှာခွေးကောက်ပွဲပြီးသွားတဲ့ခါကျတော့သမဒတွေပါဖြစ်တော့မှာပေါ့ဗျာသမဒတွေပါလာတော့မှာပေါ့သိရမလားသမဒတွေပါလာတော့မယ်ဆိုတဲ့ခါကျတော့ကျွန်တော်လည်းဟိုဗမာအဲ့ဒီလေဗမာပြည်နဲ့ပတ်သက်ပြီးတော့ဗမာပြည်ကနေဗမာပြည်ထဲမှာဗမာပြည်တွေကမဟုတ်ပါဘူး sorry ရောင်းလို့made in Didin ပေါ့ဗျာ made in America မှာရonline မှာတက်အောင်တယ်ဗမာပြည်မှာတဲ့သမဒဖြစ်ဖို့ဆိုရင်တဲ့ဘိုလိုမှုတ်တက်ရမယ်တဲ့ဘိုလိုမှုတ်တယ်မြန်ခက်တာမလို့ဖူးရှိတယ်နော်ရှိတယ်ဒါအဲ့တော့သူကပြောတဲ့ခါကျသမဒအဲ့တော့သမဒရာတွေဘယ်သူနဲ့တင့်တော်လဲဆိုတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်အဆိုပြုပါမယ်ခင်ဗျာသမဒရာတွေနဲ့ဘယ်သူတင့်တော်လဲဆိုတော့သမဒရာနဲ့တင့်တော်လူကကျွန်တော်7 to ဒီသမဒရာအတင့်တော်ဆုံးလို့ကျွန်တော်အဆိုပြုပါတယ်ခင်ဗျာကန့်ကွက်မဲ့လူများရှိပါသလားကန့်ကွက်လူရှိလည်းမတက်နိုင်ဘူးကျွန်တော်အဆိုပြုရတယ်အဲ့နေဦးဗျကျွန်တော်7 to ဘလောက်တော်လဲဆိုဘိုလိုမဟုတ်တာဘလောက်တော်ဆိုကျွန်တော်ပြောပြမယ်နော်အသေးစိတ်ပြောတော့မဟုတ်ပါဘူးကုမ္ပဏီနိုင်မယ်နဲ့ကုမ္ပဏီတော့နောက်ပြီးတော့ဘာကြောင့်ဆိုရင်မပြောတော့ပါဘူးအဲ့တော့တတိယကြတော့မပြောလဲဆိုမိုဘိုင်းဖုန်းကုမ္ပဏီတခုနဲ့သူနဲ့ပြဿနာနည်းနည်းတက်တယ်ပြဿနာနည်းနည်းတက်တယ်ပြဿနာအကြီးမဟုတ်ပြဿနာနည်းနည်းပါဒါပေမဲ့နည်းနည်းဆိုမှလည်းဒီကိစ္စဘာဖြစ်လဲဆိုအမှားသူကမှားနေတာဗျအမှန်ကတော့သူကမှားတယ်သူကသူကုမ္ပဏီဘက်ကဘိုင်း principle ရောprocedure ရောနှစ်ခုစလုံးမှန်တယ် principally ရော procedurally ရောနှစ်ခုစလုံးမှန်တယ်အဲ့ဒါကိုသိရမလားအဲ့ဒါကိုမှားနေတာသူအဲ့ principle ရလည်းမှားတယ် procedure ရလည်းမှားတယ်အဲ့ဒါမှားနေတဲ့ဥစ္စာကိုသူကဘာလုပ်လဲဆိုတဲ့အခါကျတော့သူကသိရမလားဟိုဘက်ကဖုန်းဖြေတဲ့ကောင်မလေးကုမ္ပဏီဘက်ကဖုန်းကင်တဲ့ကောင်မလေးအဖြူမာလေးဗျအဲ့ဒါသူကဒီဘက်ကသိရမလားပိုလုံးပုတ်တာဘောလုံးမော်ကသူကဘောလုံးနိုင်ဝက်လောက်ကြာတဲ့ခါကျတော့ဟိုဖြူပါလေးကသူလက်လျှော့ပြီးသူလွဲနေတဲ့ဟာကြီးသူခိုင်းတယ်လို့လှုပ်ပေးရရှာတယ်ကောင်မလေးကနောက်ပြီးတော့ပြီးသားဆိုမပြီးပါဘူးသူတို့အဲ့လိုပေါ့နော်နိုင်ဝက်လောက်သူပြောရတဲ့အတွက်သူကနေပြီးတော့ stress ဖြစ်ပါတယ်ဘာညာပြီးกว่าဆိုရင်အဲ့ဒါသူဂျီတိုက်တဲ့အခါကျတော့ဟိုကသူရတော့မများပါဘူးပတ်စံကကျွန်တော်ထင်တယ်90အထက်တော့မနေဘူးတရားထဲလည်းမများဘူးအဲ့ပတ်စံကိုသူ credit ဆိုပြီးပြန်တက်ပြီအဲ့စဉ်းစားကြည့်ပါဗျာကျွန်တော် ice ကဘယ်လောက်တော်လဲဆိုတာတွေ့တယ်မလားအဖြူမနဲ့တော့ဘုံလုံးပုတ်တာကောင်းတယ်ဖြူမတော့တယ်လေဟောတနာပါတယ်ဖြူမလေးအဲ့တော့ခန့်ကြပါဗျာကျွန်တော်7 to ဗမာပြည်သမဒဆိုပြီးတော့ခန့်ကြပါဗျာအဲ့လိုပါကျွန်တော်လည်းဂျားဘောက်ဝင်ငွေလေးရအောင်လို့ကျွန်တော်လည်းလှုပ်စားအောင်ပဲဘယ်မြို့ဆိုလည်းမသိပါအဲ့မြို့ကညောင်ပင်ပါလေအဲ့မြို့ကညောင်ပင်မှာသမီးစုပန်လို့ချင်းသိရမလားအဲ့ညောင်ပင်အောက်ကတီကောင်လေးကသေပြီးတော့ပုတ်ကနေသေပြီးတော့အဲ့မိမကြီးပိုက်တဲ့ဝင်ပြီးသမီးဖြစ်တယ်ဗောအဲ့သမီးဒီနောက်ကမှာမျိုးသမီးသမဒတွေပါလေဖြစ်နိုင်ပါလေဆိုကျွန်တော်လည်းအဲ့ညောင်ပင်ကိုကြော်ညာအဲ့ညောင်ပင်မှာကျွန်တော်လည်းcontract လေးဆွဲရလှုပ်စားပဲမြို့ကပုံကြောက်တယ်လည်းသိပါအဲ့ဒါကတော့ဂျာဘောက်ဝင်ငွေပေါ့ဗျာဂျာဘောက်ဝင်ငွေဆိုခင်ဗျားတို့ပါပဲအဓိက main job ကဘာလုပ်မှာလဲ day job ကဘာလုပ်မှာလဲ day job ကတော့သူသမဒဖြစ်မှာတော့ကျုပ်ကလည်းခင်ဗျားတို့ကလည်းမေးနေတယ်သူသမဒကျုပ်ကလည်းသမဒအပေါ်အလှရှောက်မှာပေါ့ဗျာသမဒအပေါ်ကပဲကျုပ်တွေတော့ missionary အမေအဲ့ဒီလောက်ကပြောမဲ့တာပြောတာဗျာတိတ်မသက်တာဒူးနာတဲ့အမှန်ကကိုကသူ့အောက်ကနေလို့ရှိလူသက်တာမဟုတ်ဘူးလေသိရမလားဟိုသူများအောက်ကနေလို့ရှိရင်ကိုကသိရမလားဟိုကိုကအုံနောက်တွေပါတိတ်မသုံးအောင်လူသက်တာကျုပ်ကအဲ့ဒါပြောတာပါခင်ဗျားတို့ကလည်းတလွယ်မတွေးပါနဲ့သို့တော်လည်းဒီနေရာမှာခင်ဗျားတို့ကျွန်တော်ပြောအောင်ဗျာခင်ဗျားတို့အဲ့ယာဒူးရဗျာနာမည်ရဆိုလာအဲ့သမဒအပေါ်ရယာဒူးရဗျာခင်ဗျားနာမည်ရဆိုလာတယ်ဗျာဘယ်နဲ့
ခင်ဗျာအဲ့ဒါဘယ်ကောင်ကဘယ်လိုစရလဲမသိဘူးအားတိုင်းပင်ကအဲ့ဒီနာမည်နဲ့ကြုံမလုံးနိုင်ဘူးဗျာခင်ဗျာပတ်စံဘလောက်ပဲကြုံမလုံးဘူးဗျာရှင်းပဲကြုံလို့စိတ်ကြီးနာမည်ပြောလဲအားတိုင်းဖင်ချလို့